မို့နော်တကယ်လဲတာဟာလဲတတ်ပါရဲ့ဒါပေမဲ့ဒီတမျက်စိကတိတ်လဲလို့မကောင်း ဟိုဟာရေဆိုနေလို့ ဟုတ်တယ် ရေဆိုရင်လဲလို့မကောင်းတော့တာရုနော်ကမလေး ကဲပါရှင်ကိုကြီး ဒီနေ့နှစ်ဆန်းတရက်နေ့မှာဝတ်တဲ့ fashion လေးကြောင်းပြောပြပါအောင်ဒီနေ့စလာကို ဘယ်လိုလေးတွဲဆက်ပုံခေါ်ထားတယ်လဲပေါ့ မန်းတော့လေနောက်ကျနေလို့ရှေ့အမြန်ကောက်ဆက်လိုက်တာ အော်ဒါရှိရ တော့ရဲကိုအဲ့လို ဒါရှိရ fashion လေးအဲ့လို ဟုတ်တယ် ချဲလဲလေးရအောင် မန်းတော့ဒါဝတ်ထားပြီးသားဝတ်ထားပြီးသားတခြားအဖြူအောင်လေးထည့်နေပေါ့အဲ့တော့အတွဲဆက်လေးပြောင်းသွားအောင် ဖြူနေဆိုရင်တိတ်မလိုက်ဘူး တခြားတစ်ထည့်နေဝတ်လိုက်တာ အော် ဒါပေမဲ့ဒီအင်းကြီးကလည်းတခြားတစ်မိန်ကိုဝတ်ထားပြီးသား အော်အဲ့လိုပဲ crossing ပြန်ချင်းလိုက်တာ crossing vice versa ပေါ့ခုနကကိုပြော someone နဲ့ဟောပါ ကျမတထေးမ အေးပြောင်းတော့လဲရမယ်နော် ဟုတ်ကဲ့ရှင် အောက်ကပြလိုက်အောင်ပါ ဟုတ်ကိုဟုတ်စင်ပြေလားမသိဘူးကို အိမ်ခေါ်အောင်မယ်အိမ်ခေါ် ကိုလိုအပ်တာ အိမ်ခေါ်ခိုင်းအောင်မယ် အားရကိုချိန်မြွေးပြောတော့သမီးဖုန်းနံပါတ်လေးပေးထားလိုက်မယ်ကို 0900အားနေရ နော်ကိုနော်ချိန်မြွေးပြောပါလိုအပ်တာရှင်ကိုညီမလေးလိုပဲသဘောထားပါကို စီးပင်မလုံးမလား ရတယ်ကိုဖြစ်ပါတယ်ကိုမီးတော့ထောင်ကြကြပြကြကြ ကဲခုတ်ပါပြီ ရ ကမလေးဒီနားလဲကမလေး သမီးအိမ်နောက်တက်လာခဲ့မယ်ကို တော်တော်တော်ကမလေးတော့ ဟုတ်ကဲ့ တက်မချိန်တစ်ခါတော့အလုပ်ကိုနေရွှေ့ညရွှေ့မလုံးနဲ့ နောက်မောင်လေးတို့ နေရွှေ့ညရွှေ့မလုံးနဲ့တစ်ခါလို့တစ်ခါလို့ ရှင်ကိုဟုတ်ကဲ့ဟုတ်ဟုတ်ဟဲ့ငါလေးကပြောင်း အေးပြောင်းသွားပြီ တော်တယ်နော် တော်ရဒီလေးတစ်ခါလဲငါ့ကိုနေစရာမရှိဘူးဘာရတစ်ခွင်းလုံးငါ့မှာဟိုရွှေ့ပေးရဒီရွှေ့ပေးရ အဲ့လိုလဲမှပြောင်းပါရှင် ငါလေးတပြက်စီးလဲမယ်ပြီးလို့ရှိရင်အဝတ်လျှော်မယ်ကြမ်းတိုက်မယ်မီးဘူးနော်မီးဘူးတိုက်မယ် ဟုတ်မမ လို့ လေး စရာရှိရအားလုံးလုပ်မယ်စားထားတဲ့ပကံတွေအားလုံးရှင်းမယ် ဟုတ်မမလေး ပြီးရင် daily ချင်း2000ယူရလိုက်အောင် ဟုတ်မမလေးဘလို့ daily ချင်း2000လဲ အဲ daily ချင်း2000လေအိမ်အကူလေနှမ်းဖြူလာကြဘယ်နှပိတ်တာကုန်လဲ နှမ်းပြည့်ဆိုစကားကိုမပြောနဲ့အခုတွေ့ဟန်တဲ့ဒီမိုက်တွေအကုန်လုံးသမီးလှည့်လိုက်နော်